အပိုင်းတင်မှာကတော့ရှာစာဆိုတဲ့ကန်တွေကိုပင်လယ်ထဲကပန်းမွင့်လိုအရာတကူရောက်လာခဲ့ပါတယ်။အဲ့ဒီအရာကမင်းစိတ်တွေထုတ်လွှတ်နေခဲ့ပါတယ်။ကျွဲပြူတွေလည်းတိုက်ခိုက်ခြင်းခံခဲ့ရလို့တယောက်မှကဒဏ်ရာရနေကြပါပြီ။ဒီလိုနဲ့အားလုံးကြောက်ကိုကောင်မလေးတယောက်ရောက်လာခဲ့ပါတယ်။အားလုံးဟာတလိษံသားကောင်တွေပဲမလို့ဘယ်လီတယောက်တော့ထူးခြားနေခဲ့ပါတယ်။သူတို့လိုမျိုးဂျိုတွေအမွှေးမြင့်နေမပါတာကြောင့်သူ့ကိုထူးခြားနေခဲ့ပါတယ်။သူ့လိုသားကောင်မျိုးကိုမမြင်ဘူးဆိုလဲဘယ်လီကိုဝိုင်းပြီးကြည့်နေကြပါတယ်။ဘယ်လီလည်းသူ့ကိုသူမိတ်ဆက်ပြီးတော့အကူကြီးတောင်းထားလို့ဆရာလွတ်လိုက်တာပါလို့ပြောလိုက်ပါတယ်။ဘယ်လီလဲသူ့ရဲ့ပြန်ဘက်မှာလဲမိတော့ချက်ပြူလဲလက်ညှိုးထိုးပြလိုက်ပါတယ်။သူမှာပင်စီနေတဲ့ကြီးတဲ့လက်တံတွေရှိပြီးတော့ဒါလန့်တွေမဖောက်နိုင်တဲ့ခန္ဓာကိုယ်ရှိတယ်လို့ပြောလိုက်ပါတယ်။အစိတ်တွေကိုလည်းထုတ်လွှတ်နေတယ်လို့ပြောလိုက်ပါတယ်။မွန်တာကြီးကနီဂရိုနီဖြစ်လောက်တယ်ပြောပြီးတော့အဲအသားကိုသူရမ်းကြိုက်ကြောင်ပြောခဲ့ပါတယ်။အဲဒီလိုနဲ့ဘယ်လီကိုတော့သူ့ကိုတားရဲတကောင်လုံးမြင်နေကြပါတယ်။ဘယ်လီလဲသူ့ရဲ့ဓာတ်ကိုစိုက်ခဲ့ပြီးတော့ရေထဲကိုဆင်းပြေးသွားခဲ့ပါတယ်။ဒီလိုနဲ့နီဂရိုနီရှိရဲ့နားရောက်တော့သူ့ရဲ့လက်တံတွေနဲ့ခြောက်ကန်လိုက်ရပြီးရေထဲကျသွားခဲ့ပါတယ်။ရေထဲရောက်တော့နီဂရိုနီတကူလုံးမြင်နေရပြီးရှောက်ထားတဲ့လက်တွေကိုလည်းဖြတ်ပြီးတော့ရေပေါ်ပြန်တက်လာခဲ့ပါတယ်။ရေပေါ်ပေါ်လာတော့အတော်ကြီးမားတဲ့ကောင်ကြီးပဲဖြစ်ပါတယ်။ဒီလိုနဲ့သူ့ရဲ့ဓာတ်ကိုယူပြီးတော့ထပ်ပြီးတိုက်ခိုက်ခဲ့ပါတယ်။ဘယ်လီလဲနီဂရိုနီရဲ့လေကိုတုံးချက်ဖြတ်လိုက်ပြီးတော့လဲကျသွားခဲ့ပါတယ်။ဘိုင်လဲကွဲထွက်သွားပြီးတော့စားရည်ဒီပန်းထွက်လာခဲ့ပါတယ်။ဘယ်လီကိုထပ်ပြီးပန်းချုပ်ထားချိန်မှာတော့ဘယ်ကလာလာလဲအိမ်မရှိဘူးလားဆိုပြီးမော်ဆွမ်းနဲ့မင်းနေခဲ့ပါတယ်။သူပင်လဲကိုပြန်ချင်းပေမဲ့ပြန်မရဘူးဆိုပြီးတော့သူ့ရဲ့အစီတွေလည်းပြလိုက်ပါတယ်။ဘယ်လီလည်းစိတ်မကောင်းပေမဲ့အားလုံးအတွက်အဆုံးသတ်ပြီးတော့အစီတစ်ခုယူလာခဲ့လိုက်ပါတယ်။ကျက်ပြူတို့လည်းကျေးဇူးတင်တယ်ပြောပြီးဆုလက်တွေကိုအိမ်ကိုပို့လိုက်ပါမယ်လို့ပြောလိုက်ပါတယ်။ဘယ်လီလဲပန်းကောင်ရဲ့လက်နဲ့အစိတ်ကိုယူသွားခြင်းကြောင့်ခွင့်တောင်းလိုက်ပါတယ်။ဘာကြောင့်လဲမေးတော့သူ့အတွက်အကြိုက်ရောင်းစားတာဖြစ်နေလို့ပါပဲ။ဘယ်လီလဲတဲလာခဲ့လိုက်ပြီးတော့ကျန်တဲ့အစိတ်တွေကိုတော့သူတို့ဖြတ်စည်းပါမယ်လို့တွေးနေခဲ့ပါတယ်။သူယူလာတဲ့အစိတ်တစ်ခုကိုတော့ချောင်းနဲ့လွတ်ပေးလိုက်ပါတယ်။ဒီလိုနဲ့အင်ကိုပြန်ရောက်လာပြီးတော့သူ့ရဲ့ဆရာစီယန်ကိုလည်းနှုတ်ဆက်လိုက်ပါတယ်။စီယန်ကတော့ကြောက်ခဲနှစ်ခုကိုတိုက်ပြီးတော့မီးထွန်းအောင်လုပ်နေခဲ့ပါတယ်။ဘယ်လာကတော့မပညာသုံးလို့ရတဲ့သားနဲ့ဘာကြောင့်အခုလိုတွေလုပ်နေလာတယ်လို့တွေးနေခဲ့ပါတယ်။ဘယ်လီလဲသူယူလာတဲ့ပန်းကောင်အသားကိုပြလိုက်ပါတယ်။စီယန်ကလည်းတသက်ရဖြတ်ထားခဲ့တာပဲလို့ပြောလိုက်ပါတယ်။ဘာလို့မှလည်းမေးတော့အရင်ပန်းကောင်တွေလိုပဲရှက်စားမှလို့ပြောလိုက်ပါတယ်။စားတော့ရင်းနဲ့ဘယ်လီဟာပန်းကောင်တွေကပင်လယ်ထဲကနေအခြားနေရာကိုဘာကြောင့်ထွက်လာလဲလို့မေးလိုက်ပါတယ်။စီယန်လည်းပင်လယ်မှာမနေချင်လို့နေမှာပေါ့လို့ပြောလိုက်ပါတယ်။ဘယ်လီကလည်းငါတိုက်တုံးဟာသူကပြန်ကျင်တယ်လို့ပြောနေခဲ့တာ။စီယန်ကလည်းပန်းကောင်တွေရဲ့အလုပ်ကအစီကျဲဖို့ပဲ။ဘယ်လီလည်းနောက်တစ်ချိန်ဆိုရင်ဆရာကိုသွားစီချင်ပါတယ်။သူတို့အားလုံးကကျမကိုထူးဆန်းတဲ့တော်လို့မြင်နေကြပါတယ်။အဲ့ဒီလိုဆက်ဆံတာကိုကျမသဘောမကျပါဘူး။ဆရာကလည်းငါအလုပ်ကငါရဲ့ပုံဆောင်ကနေတင်ပေးဖို့ပဲ။မင်းမနောက်ထပ်သွားစရာတွေအများကြီးရှိသေးတယ်လို့ပြောလိုက်ပါတယ်။ဘယ်လီလည်းနောက်ထပ်သွားစရာနေရာတွေမှာတော့ကျမလိုလူမျိုးရှိသေးလားလို့ပြောလိုက်ပါတယ်။ဘယ်လီလည်းအားလုံးကသူနဲ့မတူတဲ့မျိုးစိတ်ဖြစ်နေတာကြောင့်သူ့ကိုလောဘအင်ပါယာစစ်တပ်ကဖမ်းမိသွားမှကြောက်နေခဲ့ပါတယ်။ဘယ်လီကတော့ဒီကဘာကြီးမှာအထီးကျန်မလို့နေတဲ့လို့ခံစားရတယ်လို့ပြောလိုက်ပါတယ်။အဲ့ဒါကိုပြောချင်ရင်ဘယ်လိုလုပ်ရမှာလဲ။စီယန်လည်းစောင်းအောင်မှာပတ်ပြီးခရီးကိုထွက်နေခဲ့ရင်မင်းလိုလူတရားတွေ့မှာမဟုတ်ဘူး။အဲ့ဒါကြောင့်ဒီကဘာရဲ့လေးဘက်လေးလံကိုခရီးထွက်ရင်တော့မင်းနဲ့တမဲ့ကဘာမျိုးတွေ့နိုင်တယ်လို့ပြောလိုက်ပါတယ်။ပန်းမျိုးတော်ကိုသွားပြီးတော့နိုမန်တယောက်ပြအောင်သွားပြေးကြည့်။ဒါဆိုရင်မင်းကောင်းကောင်းလုံးနိုင်လာလိမ့်မယ်လို့ပြောလိုက်ပါတယ်။ဘယ်လီလဲသူ့ဆရာပြောတဲ့အကြောင်းတွေကိုတိတ်နာမလဲပေမဲ့သူ့ကိုယ်ပိုင်ကဘာဆိုတာတော့မျောလင်းမိနေပါတယ်ဒီလိုနဲ့အိတ်ကန်ဒီမော်မီရဲ့ကိုပိတ်လိုက်ပြီးနောက်ဒါကအပြောင်လင်းနဲ့နေပေါ်လာခဲ့ပါတယ်ဒီလိုနဲ့ running ဆိုပြီးတော့အိမ်မထဲရောက်သွားခဲ့ပါတယ်အဲ့ဒီလိုနဲ့ဘယ်လီကိုတော့ကြောက်တော့မွေးဖွားလာတယ်လို့ဆိုပြီးယွန်စရာကောင်းတဲ့လူတို့အားလုံးကတတ်မှတ်ထားကြပါတယ်အမှန်တော့သူ့လိုမျိုးစိတ်ကတရားမှရှိမနေခဲ့တာပါဒီလိုနဲ့နန်းတော်တစ်ခုတည်းကိုတေချာရှင်းအောင်ထားရတာကိုယူပြီးကိုးထားခဲ့ပါတယ်ရမတ်တွေကတော့ဘယ်လီကိုလိုက်ပန်းပင်ပြီးတဲ့ဓာတ်နဲ့ခုတ်လိုက်ရရမတ်ရဲ့ဓာတ်ကကျိုးထွက်သွားခဲ့ပါတယ်ဒီလိုနဲ့နောက်တစ်ယောက်လည်းဘယ်လီကိုပန်းချောက်ထားပြီးရှုံးတော်ထားလိုက်ပါတယ်ဒီလိုနဲ့အိမ်မက်ကနေပြန်လို့လာခဲ့ပါတယ်စီယန်ကတော့ကြွက်ပြူတို့ပေးထားတဲ့ဆုလက်ကိုကြည့်ပြီးတော့ဒီတက်လောပူစရာမလိုလို့ပြောလိုက်ပါတယ်ဘယ်လီလဲစီယန်တယောက်တည်းခရီးထွက်နိုင်အောင်စာမေးပွဲဖြေတော့မယ်လို့ဆုံးဖြတ်လိုက်ပါတယ်စီယန်လည်းနောက်ဆုံးသင်ခန်းစာသင်ဖို့အတွက်ဓာတ်ယူသွားခိုင်းလိုက်ပါတယ်နောက်မှဖြစ်ဖို့ဆိုရင်တော့ချိန်သာတစ်ခုကိုကန်နိုင်မှရမယ်လို့ပြောလိုက်ပါတယ်အဲ့ဒီချိန်သာကခရီးလမ်းတစ်ခုလုံးကိုလိုင်းနောက်ရက်နေလိမ့်မယ်အဲ့ဒီချိန်သာကနိုမတ်သွေးတဲ့ကိုစီးဆင်းသွားနိုင်မယ်လို့ပြောလိုက်ပါတယ်ဒီလိုနဲ့သွေးလိုအပ်တယ်ဆိုပြီးတော့စီယန်လည်းသူ့ရဲ့လက်ကိုဓာတ်နဲ့ဖြတ်လိုက်ပါတယ်ဘယ်လီလည်းသူ့လက်ကိုလိုက်ပြီးတော့ဓာတ်နဲ့ဖြတ်ပြီးတော့လက်နှစ်ပတ်ကိုပူးထားခဲ့ပါတယ်စီယန်ကတော့ဘယ်လီရဲ့ဖြစ်ရှင်တဲ့ဆန္ဒကိုမေးခဲ့ပါတယ်ဘယ်လီလည်းသူ့ရဲ့မျိုးစိတ်အမှန်ကိုသိချင်ပါတယ်လို့ပြောလိုက်ပါတယ်စီယန်ရဲ့ချိန်သာကတော့သူ့ရဲ့အတိတ်ကပုံရိပ်တွေကိုဘယ်လီရဲ့မှတ်ဉာဏ်တွေကဖျက်ပစ်လိုက်တာပါစီယန်ရဲ့မျက်နှာမှာလည်းဝေဝါးလာပြီးတော့ဘာမှမမြင်ရတော့ပါဘူးအမှန်တော့ဘယ်လီငယ်ငယ်တုန်းကအရှုံးချခံရတဲ့အချိန်စီယန်ကခေါ်ယူမွေးစားခဲ့တာပါအခုတော့အဲ့ဒီမှတ်ဉာဏ်တွေကိုပါဖျက်ပစ်လိုက်ပါပြီစီယန်လည်းဘယ်လီကိုနောက်ကပါစီပို့လိုက်ပြီးတော့သူ့ရဲ့မျိုးစိတ်ကိုရှာခိုင်းလိုက်ပါပြီဘယ်လီလည်းနောက်ကပါကိုရောက်ရှိသွားပြီးတော့အချိန်တစ်ခုတည်းအလုံးလုံးပေးရမယ်လို့ပြောလိုက်ပါတယ်ဘယ်လီလည်းနောက်ကပါမှာဘယ်လိုမျိုးစိတ်တွေနဲ့ဘယ်လိုရှင်းသမ်းမလဲအားလုံးကိုကျေးဇူးတင်ပါတယ်အပိုင်းထဲမှာကတော့ဘယ်လီလည်းတခြားကပါကိုရောက်သွားခဲ့ပြီးကြောက်တုံးနေကြမှာရှင်းသမ်းနေခဲ့ပါတယ်ဘယ်လီလည်းတင်းကြောက်တွေထဲမှာတင်းကြောက်တွေကိုမော်အစွမ်းနဲ့ဖျော်တောင်းနေခဲ့ပါတယ်တောင်းနေရင်းနဲ့ဘေးမှာယုံလီတစ်ကောင်ကိုတွေးလိုက်ရပါတယ်ဘယ်လီလည်းခရီးသွားရင်းနဲ့ယုံလီတွေ့တာမလို့ကံကောင်းနဲ့ဆိုပြီးတော့ခေါ်လာခဲ့လိုက်ပါတယ်
ဘယ်လီလည်းလမ်းလျှောက်လာရင်းနဲ့ဆာရဲမို့ကိုရောက်လာခဲ့ပါတယ်။အားလုံးကတလိမ့်ဆန်နေဖြစ်နေတာကြောင့်သူ့ကိုတော့အားလုံးထူးဆန်းပြီးကြည့်နေခဲ့ကြပါတယ်။ဘယ်လီလည်းဆိုင်တဲ့ဆိုင်ထဲကိုဝင်လာခဲ့ပြီးစားဖို့တခုခုမှလိုက်ပါတယ်။ဆိုင်ကျင်လည်းပန်းမြို့တော်ကဥပဒေအကြောင်းတွေရှင်းပြနေခဲ့ပါတယ်။အမိန့်ကိုမနာခံတဲ့သူတိုင်းအသက်ခံရမယ်လို့ပြောလိုက်ပါတယ်။ဆိုင်ကျင်လည်းတိုင်းပြည်ရဲ့ပုံစံကိုသိရလားလို့မေးခဲ့ပါတယ်။ဘယ်လီလည်းပန်းမြို့တော်ကိုအထက်ပိုင်းနဲ့အောက်ပိုင်းခွဲခြားထားတာသိတယ်လို့ပြောလိုက်ပါတယ်။ခဏကြာတော့မကောင်းဆိုးအားနေနေသူတွေရောက်လာခဲ့ပြီးရုံကိုလည်းဖမ်းလာခဲ့လိုက်ပါတယ်။ရုံကသူတို့ရဲ့ဓာတ်ကိုကိုင်းပြီးကစားတယ်လို့ပြောနေခဲ့ပါတယ်။ဒီရုံရဲ့သွေးကိုဖောက်ထုတ်လိုက်ရင်ဓာတ်တွေပိုပြီးဆွမ်းထလာမယ်လို့ပြောနေခဲ့ပါတယ်။တယောက်ကတော့ရုံကိုခေါ်ဖို့လှုပ်လိုက်ချိန်မှာဘယ်လီကခုန်နေလမ်းပစ်လိုက်ပါတယ်။သူရဲ့ဓာတ်ကိုထုတ်လိုက်ပြီးတော့မန်နန်ကိုရွတ်လိုက်ပါတယ်။ဘယ်လီလည်းဓာတ်နဲ့ခုတ်ပေမဲ့ဓာတ်တွေသာကျိုးသွားခဲ့တဲ့လူတွေကိုမထိခိုက်ခဲ့ပါဘူး။ဓာတ်ရဲ့တစ်ခုခုကသူ့ကိုဆွဲနေတယ်လို့ခံစားနေရပါတယ်။ဘယ်လီလည်းဓာတ်ကသူ့ဆရာပြောတဲ့ချိန်သာပဲဖြစ်မယ်ဆိုပြီးတွေးနေလိုက်ပါတယ်။အဲလိုဖြစ်တာတောင်ဆက်ပြီးခုန်နေခဲ့လို့ဆန်းချင်းဝင်တာခဲ့ပါသေးတယ်။သူ့ဆရာပြောခဲ့တာကတော့လုံးဝတရားဖြစ်ရင်ချိန်သာမခံနိုင်မဲမရဘူးလို့ပြောခဲ့ပါတယ်။သူတို့တွေအားလုံးကဓာတ်တွေကိုကြိုးစားပြီးလှုပ်ထားတာလို့ဆိုင်ချင်းကပြောခဲ့ပါတယ်။အခုတော့သူတို့ဘဝတွေသွားပြီလို့ပြောလိုက်ပါတယ်။ဒီလိုနဲ့ဘရင်တက်ကကောင်းတဲ့တိုက်ခိုက်သူတွေရောက်ကြည့်လာခဲ့ပါတယ်။ဆိုင်ချင်းလည်းဒေါက်တာခနာနေခိုင်ဝင်ရှိလားလို့မေးလိုက်ပါတယ်။မရှိရင်ဘယ်လီကိုတော့အမြန်ထွက်သွားခိုင်းမှုပြောခဲ့ပါတယ်။ဒါပေမဲ့ကောင်းတဲ့တိုက်ခိုက်သူတွေရောက်လာခဲ့ပြီးဘယ်လီကိုဖမ်းခေါ်သွားခဲ့ပါတယ်။ဘယ်လီလည်းသူ့စီယာမှန်ညံတွေကိုဖျက်ထားတာကြောင့်ဒါကလွယ်ပြီးဘာမှမမိတော့ပါဘူး။ဘယ်လီကိုထောင်ထဲထည့်ထားလိုက်ပြီးဖျောင်းနိုင်ကုန်ရင်တော့စစ်ဆေးမယ်လို့ပြောလိုက်ပါတယ်။ဘယ်လီလည်းငငယ်တုန်းကဓာယူခဲ့ပြီးဖမ်းခံထားရတာကိုမရနေခဲ့ပါတယ်။အဲဒီတော့ဘယ်လီဆရာလာခေါ်ပြီးမွေးသားခဲ့တာအခုတော့ဘယ်သူမှမရောက်လာခဲ့ပါဘူး။ဘယ်လီလည်းဘာကုမှစမ်းမဆောင်နေတော့ပဲတကောက်ရှိုးပြလိုက်ပါတယ်။ဘယ်လီလည်းဂတ်ဆိုတဲ့စစ်သားကိုခေါ်ခိုင်းလိုက်ပါတယ်။သူ့ဆရာနဲ့ဂတ်ကအတော်ရင်းနှီးတယ်လို့ပြောလိုက်ပါတယ်။ဘယ်လီကသူ့ဆရာရဲ့မှန်ညံနေဆုံးရှုံးနေပေမဲ့တခြားသူတွေကိုတော့မှတ်မိနေပါသေးတယ်။ဘယ်လီဝင်မိသွားတဲ့ဆိုင်ထဲကိုတော့အာရုံနဲ့စုတဲ့သူတွေရောက်လာခဲ့ပါတယ်။ဖြစ်နေတဲ့အခြေအနေတွေကိုလည်းမေးနေခဲ့ပါတယ်။တရားရသွားတဲ့သူတွေကိုလည်းအချိန်ကြီးမီလို့ရလားလို့ပြောခဲ့ပါတယ်။ဆိုင်ချင်းလည်းခွင့်ပြုလိုက်ပါတယ်။ဒီလိုနဲ့လောဘအရေးစစ်တပ်မကောင်းဆိုးဝါးတွေကမြို့လေကောင်မှာပေါ်ထွက်လာခဲ့ပါတယ်။သူတို့နဲ့ပတ်သက်တဲ့သူတယောက်တဦးအနှံ့ကိုရလို့လာတိုက်ခိုက်တာလို့ပြောခဲ့ပါတယ်။ပန်းမြို့တော်ရဲ့တရားရောက်ကတော့လောဘအရေးစစ်တပ်တဲ့ဝင်ရတော့မယ်လို့ပြောနေခဲ့ပါတယ်။ဂတ်ဆိုရဲစစ်တီကတော့ဘယ်လာကိုကူညီပေးခဲ့ပါတယ်။ဘယ်လီလည်းကျေးဇူးတင်နေခဲ့ပြီးတော့ဂတ်ကတော့မင်းဆရာအကူညီပေးဖို့ပြောရတယ်လို့ပြောလိုက်ပါတယ်။ကလေးဒေါက်တာကိုပေးလိုက်ပြီးတော့ဘယ်လီရဲ့နာမည်ရေးဖို့ပြောလိုက်ပါတယ်။ဘယ်လီလည်းသူကနော်မန်လို့တော့မှမလို့မယူတော့ဘူးလို့ပြောလိုက်ပါတယ်။ကလေးနော်မန်မလို့ခင်မှာဒီတိုင်းပြည်မှာစစ်တီလောက်ရအောင်မှမလို့နေထိုင်ခွင့်လိုလိမ့်မယ်လို့ပြောလိုက်ပါတယ်။ဘယ်လီလည်းသူ့ရဲ့ချိန်သားတွေအကြောင်းပြောနေခဲ့ပါတယ်။အရင်ကပန်းပြပြဘလို့တရဝါပြပြတစ်ချက်တည်းခုံနိုင်ခဲ့ပါတယ်။အခုတော့တခုခုကကာထားသလိုဘာမှလုံးမရအောင်တားသလိုဖြစ်နေတယ်လို့ပြောလိုက်ပါတယ်။ကလေးအဲ့ဒီချိန်သားကမင်းခရီးသွားတဲ့အခါမှာအထောက်ကူပြုလိုက်မယ်လို့ပြောခဲ့ပါတယ်။ဘယ်လီလည်းဒေါက်တာကိုလက်ခံပြီးတော့သူ့ရဲ့နာမည်ကိုတားရဲဆန်ချင်းလုပ်ပေးမယ်လို့ပြောလိုက်ပါတယ်။ကလည်းဘရင်နဲ့တွေ့လို့ရအောင်တခါတည်းစီစဉ်ပေးမယ်လို့ပြောခဲ့ပါတယ်။ဘယ်လီကတော့ဂတ်ကဘာကြောင့်ဘရင်နဲ့တွေ့စီချင်တာလဲလို့တွေးနေခဲ့ပါတယ်။အဲဒီချိန်မှာတော့ဘယ်လီရဲ့နားထဲမှာစာကြောအတိုင်းလုံးဆောင်အားလိမ့်မယ်ဆိုတဲ့စကားကြားခဲ့ပါတယ်။ဘယ်လီလည်းသူ့ကိုတခုခုကသတိပေးနေသလိုခံစားရပါတယ်။ဘယ်လီလည်းဖျားသခင်လို့ပြောတဲ့တစ်ပင်တပင်ကိုရှိမှတွေ့လိုက်ရပါတယ်။ဘယ်လီကတော့တစ်ပင်ကသူ့ကိုစိုက်ကြည့်နေလို့ခံစားနေခဲ့ရပါတယ်။ခဏနေတော့ကောင်းတဲ့အရာတစ်ပိုင်းမကောင်းတဲ့အရာတစ်ပိုင်းနဲ့ဘရင်လို့ခေါ်တဲ့အရာတစ်ခုပေါ်လာခဲ့ပါတယ်။ဘယ်လီကိုတော့ဘယ်သက်တော်ထဲမှာမပါဘူးမလေးစားတဲ့ပုံစံပေါက်နေတယ်လို့ပြောလိုက်ပါတယ်။ဂတ်လည်းယူသည်ပူးပူးအတွက်အချက်ပြလိုက်ပါတယ်။ဘရင်လည်းစာချုပ်စာတမ်းတလေးမှာပါဝင်တာဘယ်သူလဲလို့ဂတ်ကိုမေးခဲ့ပါတယ်။ကလည်းဘယ်လီဖြစ်ပြီးတော့သင်ခန်းစာတွေပြီးမြောက်သွားလို့သူ့ရဲ့တပည့်လို့ပြောခဲ့ပါတယ်။ဘာလို့စာချုပ်တက်လေးကိုလိုချင်တာလဲလို့မေးခဲ့ပါတယ်။ဘယ်လီလည်းနော်ဝတရားဖြစ်ခြင်းလို့သူ့ရဲ့မျိုးရိုးကိုရှာချင်ကြောင်ပြောလိုက်ပါတယ်။ဘရင်လည်းစာချုပ်ကိုမရှိမရင်စမ်းသပ်မှုတစ်ခုလုံးမယ်လို့ပြောလိုက်ပါတယ်။စစ်တီတယောက်ကိုတိုက်ခိုက်ရမယ်။မင်းသိခဲ့မှုတဲ့ဂျီရိုဝါရဲ့တောင်းမြေကြောင်တိုက်ခိုက်ရမယ်လို့ပြောလိုက်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။အပိုင်းတော့မှာကတော့ဘယ်လီရဲ့ဆရာလာဗလစ်ကတော့သူ့ရဲ့တပည့်မလေးကိုနောက်ဆုံးလေးချိန်မှာကျိုးသွားတဲ့တောင်းကိုယူလာခဲ့ပါတယ်။လာဗလီရဲ့တောင်းကိုလောဝါရေးစစ်တပ်ရဲ့ခေါင်းဆောင်ကိုတုံးလုံးပေးထားတာဖြစ်ပြီးတော့ပြန်ပြုတ်ပင်ပေးဖို့အတွက်လာရောက်ပြီးခဲ့တာပါ။လာဗလီကတော့သူ့ရဲ့တပည့်မဘယ်လီကိုထူးချွန်တဲ့သူတယောက်ဖြစ်လာမယ်ခေါင်းဆောင်ကောင်းတယောက်ဖြစ်လာမယ်ဆိုတာကိုရှင်းပြနေခဲ့ပါတယ်။လောဝါရေးစစ်တပ်ခေါင်းဆောင်ကတော့တောင်းကိုတုံးလုံးပြီးချိန်ကျရင်ပို့လိုက်ပါမယ်ပြောပြီးတော့ပျောက်သွားခဲ့ပါတယ်။ဘယ်လီကတော့နော်မတရားဖြစ်လာဖို့အတွက်ဘရင်နဲ့စာချုပ်ရှုံနိုင်အောင်လို့စစ်တီတော်တယောက်နဲ့တိုက်ခိုက်ရမှာပဲဖြစ်ပါတယ်။တိုက်ခိုက်မဲ့စစ်တီတော်ကတော့သူငငယ်တော့ဓာတ်ယူပေးတဲ့အချိန်မှာတိုက်ခိုက်ပြီးဖမ်းခဲ့တဲ့ဓာသမားကီရီလိုကြီးပဲဖြစ်ပါတယ်။ကီရီလိုကြီးကတော့တိုင်းပြည်ရဲ့အတော်ဆုံးဓာသမားဝိစာ၄ယောက်တည်းကတယောက်ပါဝင်မဲ့ဖြစ်ပါတယ်။စားရမှာပြင်ရခဲ့တဲ့အာဒိုနစ်လည်းရှင်ပြိုင်ပွဲကိုလာရောက်ကြည့်ရှုခဲ့ပါတယ်။
ပထမအချိန်မှာတော့ပြန်လည်တိုက်ခိုက်ခဲ့ကြပြီးကီလိုရီကလည်းမှော်ထွက်နေရအောင်ဘယ်လီလဲရှောင်ပြီးတော့ခုတ်လိုက်ပေမဲ့ချိန်သာကြောင့်လက်အနေငယ်သာထိခိုက်သွားပြီးလဲကျသွားခဲ့ပါတယ်။အပြန်လည်တိုက်ခိုက်ခဲ့ကြပေမဲ့နောက်ဆုံးမှာတော့ကီရီလိုရီရဲ့ဓာတ်လဲဘေးကိုလွင့်စင်သွားခဲ့ပါတယ်။ကီရီလိုရီကတော့အဆုံးသတ်လိုက်ခဲ့ပေမဲ့ဘယ်လီကတော့သူ့ရဲ့ဓာတ်ကိုထပ်ပိုင်းရှိုးပစ်လိုက်ပါတယ်။ဓာသမားတယောက်ရဲ့အသက်ကတော့ဓာပဲဖြစ်တာကြောင့်ဘယ်လီဖြစ်စည်းတဲ့ကြောင့်အားလုံးနဲ့အပြစ်တင်နေကြပါတယ်။ဘယ်လီလည်းမကျေနပ်တဲ့သူချင်းစိန်ခေါ်လိုက်ပြီးတော့ဆင်းခဲ့ပြီးပြောလိုက်ပါတယ်။ကီရီလိုရီကတော့အနိုင်ရတဲ့သူကိုရှိကြည့်ဖို့သာပြောနေခဲ့ပါတယ်။ဘယင်းကလည်းဒီလိုနဲ့ဘယင်းရဲ့စာချုပ်တလေးဖြစ်ကိုကြော်ဖြတ်လာနိုင်ခဲ့ပြီးတော့ဓာသမားအဖြစ်လက်ခံခဲ့ပါတယ်။ဒီလိုနဲ့ဘယင်းလည်းဓာသမားအဖြစ်လက်ခံပိုက်ပြီးတဲ့နောက်မှာတော့အရေးကြီးဆုံးတာဝန်၃ခုကိုပေးလိုက်ပါတယ်။ဘယ်လီရဲ့ကြံရာတွေကိုတော့သူတော်စင်ပြနဲ့ထိခိုက်လိုက်တဲ့အချိန်မှာတော့အမာရွတ်ပါမကြံပျောက်ကင်းသွားခဲ့ပါတယ်။ဘယ်လီရဲ့ပတ်ထဲမှာဆိုရင်ကြံရာတွေကခဏအတွင်းပျောက်ကင်းနိုင်တာကြောင့်အံ့ဩနေခဲ့ပါတယ်။ကံကတော့ဒါဝိစာကီရီလူယိုနိုင်ခဲ့တာကြောင့်ရှိကျူးနေခဲ့ပေမဲ့ဒါဝိစာတယောက်ကအသက်ကတော့ဓာဖြစ်တာကိုစိုင်းချင်းပြောတာအမှတ်ရခဲ့ပါတယ်။ဘယ်လီလည်းချိန်သာမပြေတာကြောင့်လူကိုခုတ်လို့မရဘဲနဲ့ဓာကိုသာဖြတ်စည်းပြရတာမတက်နိုင်ပဲဖြစ်နေခဲ့ပါတယ်။ဘုံတော်ကြီးတယောက်လည်းဖြစ်လာတယ်။အန်နိုဇာတယောက်လည်းဖြစ်လာခဲ့ပြီးတော့ရှောင်းနှောင်ထားတဲ့နတ်ဖျားစီကလွတ်မြောက်လာခဲ့တယ်။ဒါတော့နတ်ဖျားကိုပြန်ပြီးဖြတ်စည်းတော့မလားဆိုပြီးတော့ဘယင်ကတော့လူတယောက်ကိုအပြစ်တင်နေခဲ့ပါတယ်။အဲ့ဒီအပြစ်တင်ခံရတဲ့သူကတော့ဘယ်လီရဲ့ဆရာလာဗလက်ပဲဖြစ်ပါတယ်။ဂျုံလေးကလည်းလူအဖြစ်ပြောင်းသွားခဲ့ပြီးတော့သူဖန်ခန့်ရတော့သူ့ရဲ့ပစ္စည်းတစ်ခုကိုယူထားခဲ့တော့တီနီယာကိုရှာပြီးတော့တွားရောက်ခဲ့ပါတယ်။အာရိုနီကလည်းဘယ်လီတိုက်ခိုက်တုန်းကဓာတ်ကိုကြိုးသားခဲ့တဲ့သူတွေကိုဓာတ်ပြန်ဆန်နိုင်အောင်ပြပေးထားခဲ့ပါတယ်။အားလုံးကလည်းရုံကိုမကျေနပ်တာမလို့ရုံစီအားယူထားခဲ့တဲ့ပစ္စည်းကိုများပြီးတော့ပြန်ခေါ်မယ်လို့တော့ရောက်လာခဲ့ပါတယ်။ရုံကတော့အားလုံးကိုစိတ်နဲ့ပဲမီလောင်စေခဲ့ပြီးတော့ဓာတ်ဆက်တဲ့ပြာကိုလည်းယူလာခဲ့လိုက်ပါတယ်။ကာဖက်ကတော့နတ်ဆိုဓာသမားတွေကအန်နာရက်ရဲ့မြို့တော်ကိုတိုက်ခိုက်တော့မယ်လို့ဘယ်လီကိုပြောနေခဲ့ပါတယ်။အန်နာရက်ဆိုတာကတော့ဘယ်လီကိုမွေးသားခဲ့တဲ့သူ့အဖေနဲ့အမေရှိတဲ့နေရာပဲဖြစ်ပါတယ်။ဘယ်လီကတော့ဒါကိုအခုချိန်မှာပြောလာဆိုပြီးတော့စိတ်ထုံနေခဲ့ပါတယ်။ဂါဖ်ကတော့တိုင်းပြည်ရဲ့ဥပဒေဖြစ်နေတာကြောင့်တိုက်ခိုက်မဲ့သူကိုအခုတို့ရွေးချယ်နေတော့လို့ပြောလိုက်ပါတယ်။ဒီလိုနဲ့ဘယ်လီလည်းထွက်လာခဲ့လိုက်ပြီးတော့သူမိဘတွေရှိတဲ့အန်နာရက်မြို့ရဲ့မြို့တော်ကိုထွက်လာခဲ့လိုက်ပါတယ်။ဘယ်လီထွက်လာတဲ့အချိန်မှာတော့နောက်ကျသွားခဲ့ပြီးတော့နတ်ဆိုဓာသမားတွေကအားလုံးကိုခေါ်ပြီးတော့ဖမ်းသွားခဲ့ပါပြီ။ဘယ်လီလည်းနောက်ကနေပြေးလိုက်ပြီးတော့အားလုံးကိုတိုက်ခိုက်ပစ်ခဲ့ပါတယ်။ခေါင်းဆောင်ရဲ့မော်ပညာကိုတော့သူ့ရဲ့ဓာတ်နဲ့ဖျက်ဆီးပစ်လိုက်လို့ခေါင်းဆောင်လည်းလန့်နေခဲ့ပါတယ်။ဘယ်လီလည်းအနိုင်ရသွားခဲ့တာမလို့အားလုံးကိုကယ်လိုက်ပြီးသူမိဘတွေနဲ့ပြန်ဆောင်လိုက်ရပါတယ်။သူရဲ့မိဘတွေမှာတော့တကယ်သမီးလေးရနေခဲ့ပြီးတော့ဘယ်လီမောက်ဆိုတာဘယ်လီညီမလေးဆိုပြီးနာမည်ပေးထားတာကြောင့်ဘယ်လီလည်းဝမ်းသာသွားခဲ့ပါတယ်။ဘယ်လီကလည်းသူ့ရဲ့မိဘတွေကိုကျေးဇူးပြန်ဆက်ခွင့်ရတာကြောင့်ကျေနပ်နေခဲ့ပါတယ်။ဘယ်လီလည်းပြန်အောင်လာမှသူ့ရဲ့ဆွေကြိုးပြောင်းနေတာကိုအမှတ်ရသွားခဲ့ပြီးတော့တိုက်ခိုက်ရေးမှာကြာကြံခဲ့ပန်အမှတ်ရသွားခဲ့ပါတယ်။နတ်ဆိုဓာသမားတွေကလည်းဘယ်လီရဲ့ဆွေကြိုးကိုယူထားမှန်းသိတဲ့ယုံကတော့ရောက်သွားခဲ့ပါတယ်။ဒီလိုနဲ့ဘယ်လီရှိမှပေါ်လာပြီးတော့သူ့နာမည်ကတော့ကစ်တီတဲ့အော်လို့နှုတ်ဆက်ခဲ့ပါတယ်။ဒီလိုနဲ့ယုံတိုင်းပြည်ကသူတယောက်ကဘယ်လီရဲ့ပေါ်မှာအကျွေးကျင်နေရဆိုပြီးတော့ဆိုင်ဆိုင်ကိုခေါ်သွားခဲ့ပါတယ်။ဒီလိုနဲ့ကီတီကတော့ဆိုင်ထဲမှာဘယ်လီရဲ့အတွက်သရှင်တစ်ပုဒ်ကိုတောင်းပေးထားခဲ့ပါတယ်။ဒီလိုနဲ့အမျိုးသမီးတစ်ယောက်ထွက်လာခဲ့ပြီးတော့သရှင်ဆိုနေခဲ့ပါတယ်။စာသားတွေကတော့ဘယ်လီနဲ့တိုက်ဆိုင်နေခဲ့ပြီးဆိုပြီးတဲ့အချိန်မှာတော့ဘယ်လီလည်းကျေးဇူးတင်နေခဲ့ပါတယ်။ကီတီကတော့သူကနော်မတ်တစ်ယောက်ဖြစ်ပြီးတော့သရှင်ဆိုတဲ့အချိန်ကလွယ်လို့ကြံတဲ့အချိန်စကားပြောလို့မရပဲချိန်သာမိနေခဲ့တာပါ။ကီတီလည်းဘယ်လီရဲ့မိဘတွေကတနေရာမှာဒီသရှင်ကြားဘူးလိမ့်မယ်လို့ပြောလိုက်ပါတယ်။ဘယ်လီလည်းနားလဲသွားခဲ့ပြီးတော့သူထွက်သွားမှကိုကြိုတီခဲ့လို့သူမိဘတွေကမြစ်တာတွေပေးအောင်နားလဲပြီးတော့ဆွဲကြိုးကိုတတိယသွားခဲ့ပါတယ်။ကီတီလည်းဆွဲကြိုးကိုထားခဲ့ပြီးတော့ထွက်သွားခဲ့ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်